စင်ကာပူနိုင်ငံကရှန်ဂရီလာဟိုတယ်မှာမေလ29ရက်နေ့ကနေ30ရက်နေ့ထိကျင်းပမယ်23ကြိမ်မြောက်ရှန်ဂရီလာ Dialogue ဆွေးနွေးပွဲကိုဝန်ကြီးစင်ကိုယ်စားလှယ်54ယောက်ပါဝင်နိုင်ငံပေါင်း44နိုင်ငံကကိုယ်စားလှယ်950ဝန်းကျင်တက်ရောက်နေကြပါတယ်လန်ဒန်ခြေဆိုင်ဒီဘီဆိုင်ယာမာဗျူဟာလေးလာရေး Institute IISS ကနေကြီးမှုကျင်းပတဲ့ဒီဆွေးနွေးပွဲဟာအာရှပစိဖိတ်ဒေသတွေကရေးကြီးတဲ့လုံခြုံရေးစိန်ခေါ်မှုတွေကိုဆွေးနွေးကြတဲ့အာရှရဲ့အဓိကကာကွယ်ရေးဆိုင်ရာထိပ်သီးအစည်းအဝေးကြီးဖြစ်ပါတယ်။ဒီပွဲဟာများသောအားဖြင့်တရုတ်နဲ့အမေရိကန်ကထိပ်တန်းကာကွယ်ရေးအရာရှိတွေတက်ရောက်လေးရှိတဲ့အတွက်ဒီအင်အားကြီးနှစ်နိုင်ငံဆွေးနွေးပွဲတွေလုပ်ဖို့ပလက်ဖောင်းတစ်ခုလည်းဖြစ်နေပါတယ်။ဒါပေမဲ့တရုတ်ကာကွယ်ရေးဝန်ကြီးဒေါန်ဂျွန်ကတော့ဒီနေ့လဲတက်ရောက်မှာမဟုတ်ဘဲသူ့ကိုယ်စားပြည်သူ့လွတ်မြောက်ရေးတပ်မတော်အောက်ကဖွဲ့စည်းတွေနဲ့ရေတပ်ကအရာရှိတွေတက်ရောက်ကြမှာဖြစ်ပါတယ်။ဒါ့အပြင်ဒီနေ့ဆွေးနွေးပွဲမှာအာဆီယံနိုင်ငံတွေတဲကအင်ရှင်စင်ကာပူနိုင်ငံနဲ့တူထိုင်းအင်ဒိုနီးရှားဘရူနိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်ဖိလစ်ပိုင်နဲ့တီမောလက်စတေနိုင်ငံတို့လည်းပါဝင်တက်ရောက်နေပါတယ် The United States is committed to achieving peace through strength. ဒီနေ့ရှန်ဂရီလာဆွေးနွေးပွဲကိုကမ္ဘာ့အင်အားကြီးနိုင်ငံတွေတဲကအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကိုယ်တိုင်တက်ရောက်မှာဖြစ်တယ်လို့တရုတ်အိန္ဒိယဂျပန်နဲ့တောင်ကိုရီးယားတို့လည်းပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်နောက်ပြီးအာရှပစိဖိတ်ဒေသတွင်း9နိုင်ငံကာကွယ်ရေးသဘောတူညီချက် FPDA ကိုချုပ်ဆိုထားကြတဲ့ဩစတြေးလျ၊မလေးရှား၊နယူးဇီလန်၊ပြည်ထိုင်နဲ့စင်ကာပူတို့ကလည်းဆွေးနွေးမှုတွေလှုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။2000ပြည့်နှစ်ကလေးကစတင်ခဲ့တဲ့ဒီဆွေးနွေးပွဲဟာကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအစီအမံတွေပေါ်မြင်ချင်းဖလှယ်ကြတာဖြစ်ပြီးတပ်ဆိုင်ရာနိုင်ငံတွေကြားစိန်ခေါ်မှုအသစ်တွေကိုဖြည့်ရှင်းမှုဆွေးနွေးကြတာဖြစ်ပါတယ်။ဒီနေ့ဆွေးနွေးပွဲမှာတော့အရင်လိုအင်အားကြီးနိုင်ငံတွေအာဏာပြိုင်တဲ့နေရာမျိုးမဟုတ်တော့ပဲမဟာဗျူဟာမြောက်ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့အတွက်အကျိတ်နဲ့ဆွေးနွေးကြဖို့ရှိနေပါတယ်။အခု23ကြိမ်မြောက်ဆွေးနွေးပွဲမှာအဓိကစိုးရိမ်နေကြတာကတော့တခြားနေရာတွေမှာအာရုံများနေတဲ့အမေရိကန်ဆိုရဟာဥရောပရှေ့လက်ပိုင်းနဲ့အာရှဒေသတွေရဲ့လုံခြုံရေးကိုတပြိုင်နက်တည်းမှာအာမခံချက်ပေးနိုင်မှာမလားဆိုတဲ့အချက်လည်းပါဝင်နေပါတယ်။အရှေ့လက်ပိုင်းမှာစက်တိုက်ဖြစ်ပွားနေတဲ့ပဋိပက္ခတွေအင်အားကြီးနိုင်ငံတွေကြားကပုံမတင်းမာလာတဲ့ပုတ်တိုင်မှုတွေပြင်အမေရိကန်ဥဆောင်တဲ့လုံခြုံရေးကာကွယ်ဟာရေရှည်မှာစိတ်ချရပါဦးမလားဆိုတဲ့တန်တရားတွေကြောင့်အင်ဒိုပစိဖိတ်ဒေသတွင်းနိုင်ငံတွေဟာသူတို့ရဲ့ကာကွယ်ဆိုင်ရာမဟာဗျူဟာတွေကိုပြန်လည်ပြင်ဆင်မှုတွေလှုပ်ဆောင်နေကြချိန်မှာအခုဆွေးနွေးပွဲကနေအချိုးကွေ့လှည့်ပြောင်းတွေလည်းထွက်ပေါ်လာနိုင်တယ်လို့လေ့လာသုံးသပ်သူတွေကခန့်မှန်းထားကြပါတယ်ခင်ဗျာ။